ဒီကနေ့1350ပြည့်နှစ်တကူလာဇန်ရှိရဲ့1979ခုနှစ်ဧပြီလ13ရက်သိညာအကြနေ့ဒီကနေ့ညနေ3နာရီထိုးဖို့15မိနစ်အလိုမှာခွန်ကြီးတို့တရားဝတ်စားတဲ့တနည်း9နာရီ45မှာတရားဝတ်စားခွန်ကြီးတို့သိညာတွင်တစ်ခုဆိုလို့ရှိရင်တရားတပုတ်ဖိချဟောခဲ့ပါတယ်အဲ့တော့ဒီနှစ်လည်းပဲဗုဒ္ဓမြတ်စွာဤကြီးပွားချမ်းသာရေးတရားဒီတရားဘုန်းကြီးတို့ဒီပညာနဲ့ဟောရဗုဒ္ဓမြတ်စွာဤကြီးပွားချမ်းသာရေးတရားတဲ့ဘုန်းကြီးတို့ပြိဿဒီနှစ်ပညာတွင်ပါဟောရမှာတော့ဗုဒ္ဓမြတ်စွာဤကြီးပွားချမ်းသာရေးတရားကြီးပွားချမ်းသာရေးဆိုတာလောကီကြီးပွားချမ်းသာရေးလောကုတ္တရာကြီးပွားချမ်းသာရေးနှမျိုးရှိတယ်ကျွန်တော်မြတ်ဖျားမိန့်ကြားထားတဲ့ဒေသနာတော်ဆုံးမထားတဲ့အဆုံးအမများဟာလောကီကြီးပွားချမ်းသာရေးရောလောကုတ္တရာကြီးပွားချမ်းသာရေးရောအပြည့်စုံပါဝင်နေတာပါပဲမတိသူကြော်သွားတိသူခေါ်စားဆိုတဲ့အတိုင်းမတိတဲ့လူများတော့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတွေဟာတမလွန်ဘဝမှာပဲအကျိုးရစေတဲ့တရားတွေလို့ဒီလိုအောင်မိတ်မှတ်ထင်ကြတော့မျက်မှောက်ဘဝချမ်းသာရေးတဲ့လူလာတဲ့ပုဂ္ဂိုလ်များကမြတ်စွာဘုရားရဲ့တရားတော်ဘယ်ယူမဆိုင်ကြတော့အကျိုးမရကြဘူးဖြစ်တယ်ဘုရားရှင်ရဲ့တရားတော်ဟာလိုင်းနာကျင့်ကြံသူများအတွက်လောကီကြီးပွားချမ်းသာရေးရောလောကုတ္တရာကြီးပွားချမ်းသာရေးရောချက်ချင်းလက်ငင်းအကျိုးရစေတဲ့တရားတော်တဲ့ဓမ္မလွန်ဘဝပြအောင်မဆိုင်နာကတော့မပြောနဲ့တော့အခုတထိုင်အတွင်းမှာကိုပဲတထိုင်အတွင်းလိုက်နာကျင့်ကြံတထိုင်အတွင်းကိုပဲအကျိုးရစေတဲ့တရားတော်ဖြစ်တယ်ဒါကြောင့်မလို့အာဂါလိကဂုဏ်တော်နဲ့ပြည့်စုံတယ်လို့မြတ်စွာဘုရားမိန့်ကြားထားတာဘဂဝါဒါဓမ္မောရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည်မလေးပါးတရားတော်မြတ်သည်အာဂါလိကောအချိန်မလင်းမဖြစ်မနေခိုဒီဟူသောအကျိုးကိုပေးတတ်သောတရားတော်မြတ်ပါပေသည်မလေးပါးတရားဟာသူ့နောက်ကကလျက်ဖြစ်တဲ့ခိုစိတ်တည်းဟူသောအကျိုးကိုစိတ်မချဘဲနဲ့စိတ်တက်ခဏလေးတစ်ခုတောင်မချဘဲနဲ့အကျိုးပေးတတ်တဲ့တရားတဲ့ဒီနေရာမှာအဂါလိကဂုဏ်ဆိုတာအကြောင်းဖြစ်ပြီးအကျိုးချက်ချင်းလည်းငင်းဖြစ်ပေါ်စေတဲ့တရားလို့အဓိပ္ပာယ်ရတယ်သို့တော်လည်းပဲကျမ်းဂန်ကအမြင့်ဆုံးတရားကိုဩက္ကဋ္ဌနီးအားဖြင့်ဒီနေရာမှာမိတ်ကြထားတယ်အမြင့်ဆုံးတရားဆိုတာမက်တရားနဲ့ကိုတရားမက်စိတ်ဆိုတာအကြောင်းစိတ်နိဗ္ဗာန်ကိုမြင်လိုက်တယ်မက်စိတ်နဲ့နိဗ္ဗာန်ဆိုတာဘာလဲဆိုတော့ဆင်းရဲငြိမ်းတဲ့သဘောယုံနာနှစ်ရချုပ်ငြိမ်းသွားတဲ့သဘောဒါနိဗ္ဗာန်ပဲအဲ့ဒီယုံနာနှစ်ရချုပ်ငြိမ်းသွားတဲ့သဘောကိုသိလိုက်တဲ့စိတ်ဟာမက်စိတ်ပဲတစ်စိတ်သေးပဲမက်စိတ်၄ခုရှိတာမှာသောတာပတ္တိမက်စိတ်ကလည်းစိတ်ကလေးတစ်ချက်ဖြစ်ပြီးချုပ်ငြိမ်းသွားတယ်နောက်ထပ်မဖြစ်တော့နောက်ဆက်လက်အားထုတ်လို့မလို့သက္ကရာဂမိမက်စိတ်ဖြစ်ပြန်တော့လဲစိတ်ကလေးတစ်ချက်ကလေးဖြစ်ပြီးတော့ဖြုတ်ခနဲ့ချုပ်သွားတယ်နောက်ထပ်သက္ကရာဂမိမက်စိတ်ဆိုတာတဘဝလုံးဘယ်တော့မှမဖြစ်ပေါ်တော့ထို့တူပဲအနာဂါမိမက်စိတ်ဆိုတာလည်းပဲတတိယအကျိန်ဆင်းရဲချုပ်ငြိမ်းတဲ့ယုံနာနှစ်ရချုပ်ငြိမ်းတဲ့သဘောကိုတတိယအကျိန်အနေနဲ့အာယုံပြုသိလိုက်ပြီးတော့
ဒီနာဂမိတ်မျက်စိလဲချုပ်ငိမ့်သွားတဲ့ချက်ချင်းပဲနောက်ထပ်တဘဝလုံးနာဂမိမျက်စိဆိုတာမဖြစ်ပေါ်လာတော့နောက်စတုထမျက်စိဖြစ်တဲ့အရဟတမျက်စိဒီရဟတမျက်စိကလည်းပဲယုံနာနေရချုပ်ငိမ့်သွားတဲ့သဘောလေးကိုစတုထအကျင့်အဖြစ်ဖြတ်ခနဲသိမြင်လိုက်ပြီးဖြုတ်ခနဲပျောက်ပြီးပြတ်သွားတယ်နောက်ထပ်အရဟတမေညာအရဟတမေစိတ်ဆိုတာတဘဝလုံးမဖြစ်ပေါ်တော့ညောင်တသန္တရာပုဂ္ဂိုလ်တူတယောက်ရဲ့တသန္တရာလုံးမှာမှသောတာပတ္တိမေစိတ်ကလည်းစိတ်ကလေးတစ်ခုတည်းဖြစ်ပြီးချုပ်သွားတယ်နောက်ထပ်မဖြစ်တော့ဘူးတဂရဂမိမေစိတ်ကလည်းပဲစိတ်ကလေးတစ်ခုတည်းဖြစ်ပြီးချုပ်သွားတယ်နောက်ထပ်မဖြစ်ပေါ်တော့ဘူးအနာဂမိမေစိတ်ကလည်းစိတ်ကလေးတစ်ခုတည်းဖြုတ်ကနေဖြစ်ပေါ်ပြီးချုပ်သွားတယ်နောက်ထပ်မဖြစ်ပေါ်တော့အရဟတမေစိတ်ကလည်းဖြတ်ခနဲ့တစ်ချက်တည်းစိတ်ကလေးတစ်ခုတည်းဖြစ်ပေါ်ပြီးဖြုတ်ကနေချုပ်သွားတယ်နောက်ထပ်မဖြစ်ပေါ်တော့သို့တော်လည်းပဲမေစိတ်ကယုံနာနှစ်ရချုပ်ငိမ့်တဲ့သဘောကိုဖြတ်ခနဲ့အာယုံပြပြီးချုပ်ငိမ့်ကြီးသွားတော်လည်းပဲအဲ့ဒီမေစိတ်နောက်ကစိတ်ရဲ့သဘာဝအရာစိတ်အသစ်ဖြစ်ပေါ်ပြီးချုပ်တယ်စိတ်အသစ်ဖြစ်ပေါ်ပြီးချုပ်တယ်မေစိတ်နောက်ကစိတ်ကလေးတွေဖြစ်ပေါ်အသစ်ဖြစ်ပေါ်ပြီးချုပ်တာဖြစ်ပေါ်ပြီးချုပ်သွားတယ်အဲ့ဒါလို့ဖြစ်တဲ့အခါမှာမေစိတ်ဖြစ်ပြီးတော့ဆင်းရဲငြိမ်းတဲ့သဘောနိဗ္ဗာန်ကိုမေစိတ်ကသိလိုက်မြင်လိုက်ပြီးချုပ်ငြိမ်းသွားတဲ့အခါနောက်ကအသစ်ဖြစ်ပေါ်တဲ့စိတ်ကလည်းပဲအဲ့ဒီချုပ်ငိမ့်တဲ့သဘောကိုပဲအာယုံပြုတယ်။ဒါကအဲ့ဒီနောက်ကစိတ်ကလည်းပဲချုပ်ငိမ့်တဲ့သဘောကိုပဲအာယုံပြုတယ်။အဲ့ဒီနောက်ကစိတ်ကလည်းပဲချုပ်ငိမ့်တဲ့သဘောကိုပဲအာယုံပြုတယ်။မေစိတ်ဖြစ်ပေါ်ပြီးတဲ့နောက်စိတ်ကလေးနှစ်စိတ်သုံးစိတ်ဟာမေစိတ်ကသိလိုက်တဲ့ချုပ်ငိမ့်တဲ့သဘောကိုပဲဆက်ပြီးတော့ဒီနှစ်စိတ်သုံးစိတ်ဟာအာယုံပြုပြီးတော့သိလိုက်တယ်။ဒီကအဲ့ဒါလို့ချုပ်ငင်းတဲ့သဘောကိုအာယုံပြုသိလိုက်တဲ့မစိတ်ရဲ့သူ့နောက်ကဆက်ခါဖြစ်သွားတဲ့နှစ်စိတ်သုံးစိတ်ရဲ့အဲ့ဒါလို့ရှိတဲ့အနေကပထမဆုံးသင်ရဲ့ချုပ်ငင်းတဲ့သဘောကိုသိမြင်လိုက်တဲ့မစိတ်ကဆင်းရဲငြိမ်းတဲ့သဘောနိဗ္ဗာန်ကိုမြင်လိုက်ခြင်းဒိဋ္ဌိကိလေသာနဲ့ဝိသိကိစ္စကိလေသာဒီကိလေသာနှစ်ခုကိုအမြင့်ပြတ်ပယ်တတ်ပြလိုက်တယ်ဒိဋ္ဌိဆိုတာယုံနာနှစ်ရပ်ကိုပုဂ္ဂိုလ်တ attva ငါလို့အသိမှအမြင်မှားတဲ့ဒိဋ္ဌိအသိမှအမြင်မှားတဲ့အယူအဆအဲ့ဒါဒိဋ္ဌိခေါ်တဲ့သက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိယုံနာနှစ်ရချုပ်ငိမ့်ပြတ်သေးသွားတာမဲ့စိတ်ကမြင်လိုက်တာနဲ့တည်မြဲနေတဲ့ပုဂ္ဂိုလ်သတ္တဝါဆိုတာလုံးဝမရှိပါလားတို့မသိလို့ထင်နေတာပဲယုတ်တရားနံတရားတွေဟာဖြစ်ပြီးတော့ပြည့်ဒီအစဉ်မျှတာရှိပါကလားဆိုတာရှေ့မက်ဆေ့ရဲ့ရှေ့ကဝိပဿနာစိတ်တွေတုန်းကလည်းတွေးခဲ့တယ်ဒါပေမဲ့ဒီယုံနာနှစ်ရဖြုတ်ခနဲ့ချုပ်ငြိမ်းပြီးတော့သွားတာကိုတွေးလိုက်ရတဲ့ message ကြတော့ပိုးသေးကြသွားတယ်ပိုးသေးကြသွားတဲ့အတွက်တည်မြဲနေတဲ့လူဆိုတာပုဂ္ဂိုလ်တ attva ဆိုတာရှိတာမဟုတ်ဘူးမပြတ်ဖြစ်ပြီးပြက်ပြက်နေတဲ့စိတ်အစဉ်ရုပ်အစဉ်ဒီအစဉ်နှစ်စဉ်မျှတာရှိတာပဲလို့သိလိုက်တော့တက္ကရာဒိဋ္ဌိအတ္တဒိဋ္ဌိပြုတ်သွားရောအမြင့်ပြတ်သွားနောက်ထပ်ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဒီအပြီးမှအမြင်မှမဖြစ်တော့အဲ့ဒါလို့မဖြစ်ပါတော့စိတ်ထဲကတခါတည်းဉာဏ်ထဲမှာတက်ဝင်ပြီးဆုံးမြတ်တဲ့ဖះဟောတဲ့တရားတွေမှန်လိုက်လေလောကကြီးမှာဖြစ်ပြီးပြည့်နေတဲ့အနိစ္စသဘာဝဖြစ်ပြမပြည့်နဲ့စေတဲ့ဒုက္ခသဘာဝပုဂ္ဂိုလ်တ attva အတ္တအနေနဲ့တည်မြဲလေးရမရှိဘူးမပြတ်ဖြစ်ပြနေတဲ့ရုပ်စဉ်နာအစဉ်မြဆိုတဲ့အနတ္တသဘာဝဒါမျှသာရှိတယ်ဆိုတာဟောတာဟုတ်လိုက်တာမှန်လိုက်တာဆိုတော့ဟုတ်ပါမလားမှန်မလားဆိုတဲ့တန်လျာဝိသိကိတ္တတောက်သူလည်းမရှိတော့
ပြုတ်သွားတယ်ဘယ်သူကပယ်သလိုက်တာလဲဆိုတော့အခုနမက်စိတ်ခေါ်တဲ့ယုံနာ200ခြုံငိမ့်တဲ့သဘောကိုထင်းထင်းရှင်းရှင်းပြပြသားသားကြီးမျက်မှောက်ထင်းထင်းသိမြင်လိုက်တဲ့ညာအဲ့ဒီညာနဲ့အတူတူဖြစ်တဲ့စိတ်အဲ့ဒီအသိညာသမာဓိဋ္ဌိကပယ်သပြလိုက်တော့ပုဂ္ဂိုလ်တ attva ရဲ့လို့ရှိတယ်ဆိုတာမဟုတ်ဘူးမှားနေတာပဲတက္ကဒိဋ္ဌိအတ္တဒိဋ္ဌိပြုတ်သွားရောဒါကြောင့်ဘုရားရှင်တရားတော်တွေအကုန်မှန်တာပဲယုံမှားတဲ့ဝိသေကိစ္စလည်းပြုတ်သွားဒါတော့သောတပတ္တိမက်စိတ်ကအဲ့ဒီကိလေသာ200ကိုအမြင့်ပြတ်ပယ်သပြလိုက်ပြီးတော့ယုံ nant ချုပ်ငိမ့်တဲ့သဘောကိုအာယုံပြုမိလိုက်တာနဲ့ဒီကိလေသာ200အမြင့်ပြတ်ပယ်သပြီးသားဖြစ်သွားတယ်ဖြစ်သွားတော့အဲ့ဒီမက်စိတ်ရဲ့နောက်ကအခုနပြောခဲ့တဲ့ကပ်ပြီးဖြစ်တဲ့စိတ်ကလေး2စိတ်3စိတ်ကဒိဋ္ဌိနဲ့ဝိသိကိစ္စဒီကိလေသာသူတို့ပယ်သเสียကြံနေလားမကြံတော့ဘူးနော်ဘယ်သူကပယ်သပြလိုက်လို့လဲမက်စိတ်ကပယ်သပြလိုက်လို့ပထမဒသနာခေါ်တယ်ပထမရှိဥစွာဒသနာယုံ nant ချုပ်ငင်းတဲ့သဘောကိုနိဗ္ဗာန်ကိုမြင်လိုက်တဲ့စိတ်အဲ့ဒါပထမဒသနာခေါ်တယ်သောတပတ္တိမက်စိတ်ကိုအဲ့ဒါလို့ပထမဒသနာပထမဆုံးယုံ nant ချုပ်ငင်းတဲ့သဘောသိမြင်လိုက်တာနဲ့ပဲဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာပယ်ပြီးသားဖြစ်သွားတော့သူ့နောက်ကကပ်ပြီးယုံ nant ငိမ့်တဲ့သဘောကိုပဲသိလိုက်ရတဲ့2စိတ်3စိတ်မှာဒိဋ္ဌိဝိသိကိစ္စကိလေသာပယ်တတ်เสียလုပ်ငန်းကိစ္စမရှိတော့ပယောကငြိမ့်သွားတယ်ပယောကငြိမ့်သွားတော့ရှေ့ဆုံးစိတ်နဲ့နောက်သူ့နောက်ကကပ်ဖြစ်တဲ့2စိတ်3စိတ်ဟာကွာခြားမှုရှိသွားတယ်ဘာကွာခြားမှုရှိတယ်လဲဆိုတော့မက်စိတ်ဆိုတဲ့ပထမဆုံးစိတ်ကကိလေသာကိုပယ်တတ်လိုက်ရတဲ့လုပ်ငန်းကိုသူလုပ်လိုက်ရတယ်သူ့နောက်ကကပ်ပြီးဖြစ်နေတဲ့2စိတ်3စိတ်ကတော့ယုံ nant ငြိမ့်တဲ့သဘောကိုအာယုပြုတာတော့မှန်တယ်ဒါပေမဲ့ကိလေသာပယ်တတ်เสียမရှိလို့မပယ်တတ်တော့တခြားကိလေသာတွေရှိမပယ်တတ်နိုင်ပယ်တတ်เสียမရှိဘူးလားဆိုတော့တခြားကိလေသာတွေတော့ပယ်တတ်เสียရှိတယ်တော့အဲ့ဒီကိလေသာတွေကိုပယ်တတ်နိုင်လောက်အောင်တော့အသိဉာဏ်ကမထက်သေးဘူးဒီကိလေသာနှစ်ခုကိုပယ်တတ်နိုင်ဖို့ပယ်တတ်နိုင်လောက်အောင်ပဲအသိဉာဏ်ထက်တာအဲ့တော့ပထမဆုံးစိတ်ကပယ်တတ်လိုက်တော့နောက်စိတ်2စိတ်3စိတ်ကပယ်တတ်เสียမရှိတော့ဆိုကြပါစို့လူ3ယောက်ခရီးသွားတယ်လူ3ယောက်ခရီးသွားတော့နေဝမိုးချုပ်ခရီးသွားကြတဲ့အခါကျတော့ပူတဲ့အိုက်တဲ့အခါမိုးကြပူတော့အိုက်တော့မွေကင်းအစရှိတဲ့ခြေကင်းလက်ကင်းလည်းပဲတွင်းနဲ့ခြုံထဲမှာမနေဘဲနဲ့အပူအိုက်တက်တာရထွက်ကြဒါနဲ့လမ်းသွားရင်းနဲ့ရှေ့ဆုံးကလူကလမ်းသွားတယ်ဆိုတော့ခီးသွားတယ်ဆိုတော့အကာအကွယ်သူတို့မှဒုတ်တို့ဓာတ်တို့ဆိုတာပါရတာကိုပုံညောင်းချီတင်သွားတာရှေ့ဆုံးကလူကမွေတွေ့လိုက်တယ်လမ်းပေါ်ဖြတ်လိုက်တာတော့မဟုတ်လမ်းပေါ်မှာဖွေးနေတာတွေ့လိုက်တာနဲ့ရှေ့ဆုံးကလူကဟဲ့မွေဟဲ့ဆိုပြီးတော့နောက်ကလည်းပြောလက်ကဒုတ်နဲ့လည်းပဲတခါလဲရိုက်လိုက်တယ်ကောင်းရိုက်ပြီမွေပါဖြစ်သွားတော့သေသွားတယ်ဂိုင်းသေသွားပြီနောက်ကလူ2ယောက်ကထပ်ပြီးရိုက်အောင်မလားဘာကြောင့်မရိုက်လဲသေသွားတော့ရိုက်เสียလူသေးလားမလိုတော့ဘူးယုံ nant ချုပ်ငိမ့်တဲ့သဘောကိုအာယုပြုတဲ့မက်စိတ်နဲ့ရှေ့ဆုံးကမွေကိုတတ်လိုက်တဲ့လူနဲ့တူတယ်နောက်ကမက်စိတ်ရဲ့နောက်ကကပ်ပြီးဖြစ်တဲ့ယုံ nant ချုပ်ငိမ့်တဲ့သဘောကိုပဲအာယုပြုတဲ့စိတ်2စိတ်3စိတ်ကအဲ့ဒီလူနောက်ကလိုက်တဲ့လူ2ယောက်နဲ့တူတယ်ဒါအဲ့ဒီခရီးသား3ယောက်မှာဘာချမ်းသာတယ်လဲဆိုတော့ရှေ့ဆုံးကလူကမွေကိုတတ်လိုက်ရတဲ့လုံးလာပြောကပြုတ်လိုက်ရနောက်ကလူ2ယောက်ကတော့လုံးလာပြောကတတ်ဖို့လုံးလာပြောကမပြုတ်ရတော့လုံးလာပြောကငြိမ့်သွားဒါနဲ့ခရီးချောမောရောက်သွားအဲ့ဒီအတိုင်းပဲပထမဆုံးဆင်းရဲငြိမ်းတဲ့ယုံ nant 200ချုပ်ငိမ့်တဲ့သဘောကိုသိမြင်လိုက်တဲ့မက်စိတ်ကယုတ်တရားနံတရားတွေချုပ်ငိမ့်သွားတာတွေ့လိုက်တာနဲ့
မြင်လိုက်တာနဲ့ပဲတည်မြဲနေတဲ့ဟာဘာမှမရှိဘူးဆိုတာအတိအကျပိုးပြီးသေးကြအောင်ဆုံးဖြတ်လိုက်တယ်ဒါနဲ့တက္ကရာဒိဋ္ဌိအတ္တဒိဋ္ဌိခေါ်တဲ့တည်မြဲနေတဲ့ပုဂ္ဂိုလ်တတ္တဝအသက်ဝိညာဉ်ငါဆိုတာမရှိဘူးလို့တက္ကရာဒိဋ္ဌိအတ္တဒိဋ္ဌိဒီမှမြင်မှာပယ်ရှားပြလိုက်တယ်ဒါနဲ့ပဲဩဘုရားတရားတော်တွေမှန်လိုက်တာဖြစ်ပြီးပြက်ပြီးနေဖြစ်ပြီးပြက်နေတဲ့အနိစ္စဖြစ်ပေမဲ့ပြက်နေစေနေတဲ့ဒုက္ခပုဂ္ဂိုလ်တ attva အတ္တမဟုတ်တဲ့အနတ္တသဘောမျှတာပဲဆိုတာမှန်လိုက်တာလို့ဆုံးဖြတ်လိုက်တော့ဟုတ်မှဟုတ်ပါမလားဆိုတဲ့ဝိသိကိစ္စလည်းပြုတ်သွားအဲ့တော့မဲစိတ်ကပြတ်တာပြီးသားဖြစ်တော့သူ့နောက်ကပါလာတဲ့နှစ်စိတ်သုံးစိတ်ကထပ်ပြီးကိလေသာပယ်ဖို့ရသူတို့မှအလုံးမရှိတော့အလုံးမရှိတော့အဲ့ဒီနောက်စိတ်နှစ်စိတ်သုံးစိတ်ကိုရှေ့စိတ်နဲ့ကွဲပြားအောင်ဖို့စိတ်လို့ခေါ်လိုက်တယ်ပထမဆုံးစိတ်ကိုမဲစိတ်လို့ခေါ်လိုက်တယ်ဒီတော့ဘာကြောင့်မဲစိတ်ဖို့စိတ်ခေါ်ရတယ်လဲလို့ဆိုတော့မဲစိတ်ကတော့ကိလေသာကိုပယ်တတ်ပြီးနိဗ္ဗာန်ကိုမြင်တတ်လို့မဲ့လို့ခေါ်တယ်ကိလေသာမာရင်တော့နိဗ္ဗာန်ဂစ္စရိတိမဲ့ခေါ်ကိလေသာတို့ကိုမာရင်တော့ပယ်တတ်လျက်နိဗ္ဗာန်ဂစ္စရိတိနိဗ္ဗာန်သို့သွားတတ်သောကြောင့်မဲ့ခေါ်မဲ့ကမြည်ဤတဲ့ဒါကြောင့်ကိလေသာကိုပယ်တတ်ပြီးနိဗ္ဗာန်သို့သွားတတ်လို့မဲ့စိတ်ကိုမဲ့ကလို့မဲ့စိတ်လို့ခေါ်တယ်တကယ်လို့သာမဲစိတ်ကယုံနာနှစ်ရချုပ်ငိမ့်တဲ့သဘောနိဗ္ဗာန်ကိုအာယုံမပြုတ်နိုင်လို့ဒိဋ္ဌိဝိသိကိစ္စကိလေသာမပယ်တတ်နိုင်ရင်သူ့နောက်ကဖြစ်ပေါ်လာတဲ့စိတ်နှစ်ခုသုံးခုကောယုံနာချုပ်ငိမ့်တဲ့သဘောအာယုံပြုတ်နိုင်မှာမလားမပြုတ်နိုင်ဘူးမဲစိတ်ကယုံနာချုပ်ငိမ့်တဲ့သဘောအာယုံပြုတ်လိုက်လို့ဒါသူ့နောက်ကပါလာတဲ့စိတ်နှစ်စိတ်သုံးစိတ်ကလည်းယုံနာချုပ်ငိမ့်တဲ့သဘောကိုအာယုံပြုတ်နိုင်တော့ဘသူအကြောင်းဘသူအကျိုးလဲမဲစိတ်ကအကြောင်းနောက်ကဖြစ်ပေါ်လာတဲ့နှစ်စိတ်သုံးစိတ်ကအကျိုးဒါကြောင့်မလို့အကျိုးစိတ်တွေဖြစ်လို့သူတို့ကိုမြန်မာလိုအကျိုးစိတ်ဘသူရဲ့အကျိုးစိတ်လဲဆိုတော့မဲစိတ်ရဲ့အကျိုးစိတ်ပါဠိလိုဖလားဆိုတာအကျိုးအဲ့ဒါကိုမှဖိုးလို့မြန်မာကခေါ်လိုက်တယ်ဖိုးစိတ်ဆိုတာအကျိုးစိတ်ပဲဒီတော့ရှေ့မက်ဆေ့အကြောင်းဖြစ်တဲ့မက်ဆေ့ကသူရဲ့အကျိုးဖြစ်တဲ့ဖိုးစိတ်ကိုအချိန်ဘလောက်ချားမှဖြစ်ပေါ်စေသလဲတဏှာကြီးချားသလားတပတ်ချားသလားတလချားသလားတစ်နှစ်ချားသလားစိတ်ကလေးတစ်ကြိမ်ညဝချားရလားမချားဘူးနော်အဲ့တော့အချိန်မချားဘဲနဲ့သူ့ရဲ့အကျိုးကိုမက်စိတ်ကဖြစ်ပေါ်တယ်ဆိုတော့ချက်ချင်းအကျိုးပေးတာမဟုတ်ဘူးလားအဲ့ဒါကိုအကာလိကဂုံတော်လို့ခေါ်တာသို့တော့ချက်ချင်းအကျိုးပေးတဲ့တရားတွေကအမြင့်ဆုံးတရားကိုကျမ်းမာကဖော်ပြတာဖြစ်တယ်အဲ့ဒါလောက်မမြင်တဲ့ဒီတဲ့နှိမ့်နေအကြောင်းကြောင့်ချက်ချင်းအကျိုးဖြစ်တဲ့သဘောတွေလည်းပဲအကာလိကပဲမြတ်စွာဘုရားရဲ့တရားတော်မှာအခုကြည့်ဘုန်းကြီးကမက်စိတ်နဲ့ဖိုစိတ်အကြောင်းပြောပြတယ်အကာလိကဂုဏ်တော်အကြောင်းပြောပြတယ်ပရိသတ်ကသိပြီလားနားလည်သလားဒါဖြင့်ပြောပြီးလို့တဏှာရှိမှနားလည်တာလားဘလောက်ကြာမှနားလဲပြောပြီးချက်ချင်းနားမလဲပြီဘူးလားအဲ့ဒါဘလောက်တော်လဲနော်တော်ဘူးလားဘယ်သူတော့နားလဲတာကဘယ်သူကနားလဲတာတော့ပရိသတ်ကနားလဲတော့ဆရာတော်ကတော်ရရောလားဟမ်နားလဲအောင်ပြောလို့နားလဲတာဒါဆိုလိုတာကအခုပဲမြတ်စွာဘုရားရဲ့တရားကသဘာဝကျလို့မလို့သဘာဝကျတဲ့တရားကိုသဘာဝကျချက်ချင်းပြောလိုက်တာနဲ့ချက်ချင်းနားလဲခြင်းအကျိုးမရဘူးလားဒါအကာလိကမဟုတ်ဘူးလားဒါဖြင့်ရင်ဘုန်းကြီးလေဟိုရဲနမနားမတူတော့မှတနေ့ကနားမတူသွားတရားဟောတဲ့အခါကျတော့ဘုရားဒီအကာလိကကိုစကားဆိုင်လာလို့ပြောခြင်းတော့ဘုန်းကြီးကမေးတယ်ပရိသတ်ကိုပရိသတ်တို့မြတ်စွာဘုရားရဲ့တရားတော်ဟာ
တရားတော်နာကြားကြတယ်။ဟိုရင်းကစပြောတာကာလေနဓမ္မတဝနာငါပြောတာကာလေနဓမ္မတဝနာသင်လျော်လျောက်ပတ်တဲ့အခါမှာတရားနာကြားရတယ်တရားနာကြားခြင်းဟာကြီးပွားချမ်းသာကြောင်းကောင်းမြတ်သောမင်္ဂလာပဲတဲ့အဲ့ဒါပြောတော့ဘုန်းကြီးမေးတယ်ပရိသတ်တို့မြတ်စွာဘုရားတရားတော်ဟာဘယ်အခါမှအကျိုးပေးတယ်လဲလို့မေးတယ်မဖြစ်ကြဘူးတယောက်ကထားကြည့်တယ်တမလွန်ကြမှအကျိုးပေးပါတယ်တရားတဲ့ဟုတ်သလားမဟုတ်ပါဘူးဘုရားဆိုတာဘယ်လိုထောက်ထားနဲ့ပြောတာအခုချက်ချင်းတရားနာချက်ချင်းနားလဲတာဒါအကျိုးရတာမဟုတ်ဘူးလားနားလဲတဲ့အခါကျတော့တရားသဘောတစ်ခုနားလဲရပြန်ပြီဆိုဝမ်းမသာဘူးလားဝမ်းသာတာဟာချမ်းသာလားဆင်းရဲလားအဲ့ဒီချမ်းသာကြိုးချက်ချင်းမပေးဘူးလားအဲ့ဒါကြောင့်မလို့အဂါလိကကုံနဲ့ပြည့်စုံတယ်အဂါလိကောအချိန်မလင်းမဖြစ်မနေချက်ချင်းယူပြီးတဲ့တရားတော်မြတ်ပါပေတည်းကြားဦးကြလားအဲ့ဒါဘယ်တော့မှတရားကုံတော်6ပါးဟုတ်ကဲ့လားပြီးတော့မြတ်စွာဘုရားရဲ့ကြီးပွားချမ်းသာရေးတရားတွေဟာတမလွန်မှကြီးပွားတမလွန်မှချမ်းသာစေမဲ့တရားတွေလားမျက်မှောက်ဘဝမှာပဲချက်ချင်းကြီးပွားချမ်းသာစေတဲ့တရားတွေလားအဲ့တော့အဲ့ဒီကြီးပွားချမ်းသာရေးတရားတွေရှေးကဒီနာမည်နဲ့မနာဘူးသေးဘူးဟုတ်လား။ကဲအခုနာကြတော့မလား။နာကြတော့မယ်ဆိုတော့ကြီးပွားချမ်းသာရေးတရားကိုဘုန်းကြီးကပါဠိလိုဘာသာပြန်လိုက်မယ်မင်္ဂလာတဲ့ဟုတ်ကဲ့လားကြီးပွားချမ်းသာရေးကိုဘယ်လိုဘာသာပြန်ရတော့မင်္ဂလာတဲ့ဟုတ်သလားမင်္ဂလန္တိမဟာန္တိဘုဒ္ဓိပါပုဏ္ဏန္တိတိမင်္ဂလာကိစ္ဆန္တိတိမင်္ဂလာတဲ့အလေးပဲကဒီတရားတွေမင်္ဂလန္တိမဟာန္တိဘုဒ္ဓိကိစ္ဆန္တိဧတေဟိတတ္တာတိမင်္ဂလာတဲ့တတ္တပတ္တဝါတို့သည်ဧတေဟိဤတရားတို့ဖြင့်မင်္ဂလန္တိမဟာန္တိဝုဒ္ဓိကိစ္ဆန္တိကြီးပွားချမ်းသာခြင်းတို့ရောက်ကြကုန်၏ဣတိထို့ကြောင့်ဧတေဤတရားတို့သည်မင်္ဂလာမြည်ကုန်၏တဲ့ဒီတရားတွေဟာကြီးပွားချမ်းသာကြောင်းတရားတွေဒီတရားတွေကျင့်ကြံလို့ရှိရင်ဒီတရားတွေကြောင့်တတ္တဝါတွေဟာလောကီရေးမှာလည်းကြီးပွားချမ်းသာကြတယ်လောကုတ္တရာရေးမှာလည်းကြီးပွားချမ်းသာကြတယ်လောကုတ္တရာရေးကြီးပွားချမ်းသာတယ်ဆိုတာကတော့မဉ္ဇဉ်ပူညာနိဗ္ဗာန်ရတာပေါ့ကြီးပွားချမ်းသာကြတယ်ဒါကြောင့်ဒီတရားတွေဟာကြီးပွားချမ်းသာကြောင်းတရားတွေပဲတဲ့အဲ့ဒီကြီးပွားချမ်းသာရေးတရားမြတ်စွာဘုရားတစ်ချိန်ကဟောခဲ့ဘယ်ချိန်ကဟောခဲ့တယ်လဲဆိုတော့တက်တော်ထင်ရှားရှိတော်မူစဉ်အခါကအဲ့ဒါကိုပဲမြတ်စွာဘုရားပြိဋိဘံဆံလို့3လရှိတဲ့အခါမှာရာဇဂိုကြီးပထမသံဃာယနာတင်တော့သံဃာယနာမှာသံဃာယနာဆိုတာဘုန်းကြီးတို့ပြိဋ္ဌာဘာကိုခေါ်တာလဲသံဃာယနာဆိုတာသံစုပေါင်း၍ဂာယနာရွတ်ဆိုခြင်းသံဃာယနာစုပေါင်းရွတ်ဆိုခြင်းဘုရားရှင်ရဲ့ဇေယျတော်တွေကိုထောင်ထားတဲ့ပုဂ္ဂိုလ်တွေအချင်းချင်းဟိနှိုင်းတိုက်ဆိုင်ပြီးတော့အမှန်ကုန်ဖြစ်တဲ့မူကိုစုပေါင်းပြီးတော့ရွတ်ဆိုတာကိုသံဃာယနာလို့ခေါ်တယ်အဲ့ဒီသံဃာယနာကပါရည်သေးတဲ့တန်ကားငယ်ရေးချကရပ်ပလေရနငယ်ချနာသံဃာယနာဟိုသံဃာရေးတဲ့ကားကြီးနဲ့မတူဘူးသံဃာယနာအဲ့ဒီပရမသံဃာယနာမှာအရှင်မဟာကတ္တဗကအရှင်အာနန္ဒာကိုမေးတယ်မင်္ဂလာသုတ်တံအာဟုသောအာနန္ဒကထဒေတိတံအာဟုသောအာနန္ဒငါရှင်အာနန္ဒမင်္ဂလာသုတ်တံကြီးဝါချမ်းသာရေးတရားဒေသနာတော်ကိုဗုဒ္ဓေနာဘဂဝတ္တရှိဘုန်းတော်တခင်ရှင်တော်မြတ်ဘုရားသည်ကထအဘေအယ၌ဒေတိတာဟောတော်မူပါသနည်းမွေတဲ့ငါရှင်အာနန္ဒတဲ့မြတ်စွာဘုရားကြီးဝါချမ်းသာရေးတရားဘယ်ရမှာဟောပါလဲတဲ့
အဲ့ဒါကိုရှင်အနန္ဒကဖြေတယ်ဧဝံမေတုတံတဲ့ဒီလိုဖြေတယ်မတို့ဘူးလားကဲတိုနဲ့သဘောမပေါက်လဲဘူးလားဘာတဲ့လို့ဧဝံမေတုတံနဲ့ဟုတ်ကဲ့လားဗန္တေအရှင်မဟာကတ္တဗမထေရဘုရားမေတပိတော်သည်ဧဝံဤသို့သုတံကြီးဝါရဲ့ချမ်းသာရဲ့တရားကိုရှင်တော်မြတ်ဘုရားဓမ္မနာကြမှတ်သားလိုက်ရပါသည်ဖေယအခုပြောမဲ့အတိုင်းလျှောက်ထားမဲ့အတိုင်းမြတ်စွာဘုရားဓမ္မကြီးဝါချမ်းသာရဲ့တရားတပိတော်နာကြမှတ်သားလိုက်ရပါတယ်ဖေယအဲ့ဒါဆိုပြီးဧဝံမေတုတံလို့ဏိဒံခံလိုက်ပြီးတော့ဧကံသမယံဘဂဝါသာဝတိယဝိရတိစိတဝနေအနာထပိဏိကတာအာရမေတစ်ချိန်လုံးကမြတ်စွာဘုရားသာဝတိတီရဲ့တောင်မဲ့အနီးမှာရှိတဲ့အနာတပိပတိလူရန်ထားတဲ့ဇေတွန်ကျောင်းတော်ကြီးမှာတရင်သုံးနေပါတယ်ဗျာနောက်ကျောင်းပြန်ပြီးလျှောက်ထားတာသန္နာယနာမှာဧကံသမယံဘဂဝါသာဝတိယံဝိရတိဇေတဝနေအနာထပိဏိကတာအာရမေအထာကောညတရာဒေဝတာဘိက္ခန္တယရတိယဘိက္ခန္တဝနာကေဝလကပံဇေတဝနံဩဘာတိတဝယေနဘဂဝတေနုပသင်္ကမိအဲ့ဒီအချိန်မှာတစ်ချိန်မှာပါဗျာတဲ့ညင်ဥယျာလွန်ကြီးနာသကောင်းရန်အချိန်ရောက်တဲ့အခါကျတော့အမတန်နှစ်လိုဝယ်ရှိတဲ့ညအခါမှာမထင်မရှားနတ်သားတယောက်ဟာရှင်တော်မြတ်ဘုရားရှင်တော်မြတ်ဘုရားရဲ့ရှေ့မှောက်ရောက်လာပြီဇေတဝန်ကျောင်းတော်တစ်ခုလုံးကိုသူရဲ့ကိုယ်ရောင်ကိုယ်ဝါနဲ့ထွန်းလင်းတောက်ပစေပါတယ်ခင်ဗျာအဲ့ဒါတော့တောက်ပစေလျက်ရှင်တော်မြတ်ဘုရားရဲ့ထမ်းမှောက်ရောက်လာပြီးတော့သင့်တော်ရာနေရာမှာရက်လျက်နေပါတယ်ခင်ဗျာလက်အုပ်ချီမိုးပြီးတော့ရက်နေတယ်တဲ့နတ်သားဥပသင်္ကမိတဝဘဂဝနာဂါတယဣဇဘာတိအဲ့ဒီနတ်သားကဘုရားရှင်တော်မြတ်ဘုရားထမ်းမှောက်ရောက်လာပြီးတော့သင့်တော်ရာအယက်မှန်နေပြီးတော့မြတ်စွာဘုရားအားဂါထာဖြင့်လျှောက်ထားပါတယ်ဘုရားတဲ့ဂါထာဆိုတာပါဠိကဗျာကိုဂါထာခေါ်တယ်အခုဒီမှာဒီဘဝချမ်းသာရေးတရားဖြစ်တဲ့မင်္ဂလာတုတ်ဒေသနာတော်မှာရှင်တော်မြတ်ဘုရားဟောထားတဲ့ပါဠိကဗျာတွေကတော့ရှစ်လုံးပွဲတွေတစ်ပိုက်မှာရှစ်လုံးရှိတယ်တဂါထာမှာ၄ပိုက်ရှိတယ်အဲ့ဒါတစ်ပိုက်မှာရှစ်လုံးတဂါထာမှာ၄ပိုက်ရှိတော့တဂါထာလုံးမှာဘယ်နှလုံးရှိတယ်32လုံးအဲ့ဒါကဗျာတစ်ခုပဲရှစ်လုံးပွဲကဗျာပဲအဲ့ဒါလို့နှစ်ယောက်ထားပါတယ်ဗျာတဲ့ဘယ်သူကလျှောက်ထားတာတဲ့ထိုင်ရဲ့လျှောက်ထားတာလားရက်ရဲ့လျှောက်ထားတာလားဒီနတ်သားမယိုမသိမြတ်စွာဘုရားမြတ်မတ်တရကြီးရောက်ထားတာမဟုတ်လား။ကဲဘုန်းကြီးတို့တရားနာပရိသတ်မြတ်စွာဘုရားရဲ့တရားနာကြတာမတ်တရကြီးနာကြတာဘာလို့မနာတော့မယိုသေးရရောက်မဆိုလို့ဟုတ်ကဲ့လားထိုင်းလာတယ်ဒီနတ်သားကမယိုမသိမတ်တရကြီးအဲ့ဒါကိုကျမ်းဂန်ကမိန်ကြတယ်အထကထာကဖွင့်ပြတယ်ဘလို့ဖွင့်ပြလဲဆိုတော့ဒီနတ်သားမတ္တယထာမထိုင်တာတခြားမဟုတ်ဘူးတဲ့နတ်တွေဟာတဲ့လူပြေလာရင်လူနတ်မခံနိုင်ဘူးတဲ့အဲ့ဒါကြောင့်မလို့လာပြီးမတတ်တာလို့လာရပြီဆိုလို့ရှိရင်လာပြီးမြန်ပြီးသူတို့မြန်ပြန်ညင်နေတဲ့မြန်ပြန်ညင်နေတဲ့ဒါကြောင့်မလို့ထိုင်းနေလို့ရှိရင်ကြာနေမစိုးလို့အဲ့ဒါမတ်တရက်ပြီးမြန်လျှောက်မြန်ပြမလို့တဲ့အဲ့ဒါလိုအထကရာဖွင့်ပြတဲ့လဟုံနိဝတိကာမတ်နိဝတိတုကာမတ္တာတဲ့မြန်ပြန်ညင်လို့တဲ့အဲ့ဒါလိုဖွင့်ပြပြီးမှအထကရာကတခါနောက်ထပ်ဖွင့်ပြခဲ့တဲ့တမျိုးစဉ်းစားမဲ့ဆိုလို့ရှိရင်လည်းပဲတဲ့ဒီနတ်သားလျှောက်ထားတာဟာမတ္တယတ္တဟာတဲ့မြတ်စွာဘုရားကိုဂါရဝဝဒေနတတ္တိဂါရဝဝဒေနမြတ်စွာဘုရားအားယူသေးသောအဖြစ်ညာနဲ့သူပဲတို့ယူသေးတယ်လို့ဒီလိုအိန္ဒိယတို့ဒီဘို့တို့ကမတ္တယတ္တသူတို့ယူသေးတယ်လို့ဖွင့်ရတယ်ထားကြပါစို့ဒါကတော့အရေးမဟုတ်မြတ်နတ်သားကလျှောက်ထားတယ်တဲ့ဘယ်လိုလျှောက်ထားကြလဲလို့ဆိုတော့
ပါဠိကဗျာဂါထာစကားဖြင့်လျှောက်ထားတယ်ဘဟုရေဝမနုဿာသမင်္ဂလာနိအစိန်တယုအာကင်ခမာနာသုဌာနံယူဟိမင်္ဂလမုတ်တမံဒီလိုလျှောက်ထားတယ်မြတ်စွာဘုရားတဲ့လူတွေနတ်တွေမြမာတွေမြောင်များစွာဟာချမ်းသာကိုအလိုရှိလို့မလို့ချမ်းသာကိုလိုလားတောင်းတကြတဲ့အတွက်မင်္ဂလာဆိုတဲ့တရားကိုစဉ်းစားကြံစားပြီးတွေးတောနေကြပါတယ်အဲ့ဒါ12နှစ်တောင်ကြာခဲ့ပါပြီတဲ့သို့တော်လည်းပဲမင်္ဂလာအစစ်အမှန်ကိုဧကမသိကြရဘူးဖြစ်နေပါတယ်ဒါကြောင့်ရှင်တော်မြတ်ဘုရားဤဝါချမ်းသာရေးမင်္ဂလာတရားကိုဟောကြားတော်မူပါဗျာ12နှစ်ရှိပြီတဲ့မင်္ဂလာဆိုတာဘယ်လိုဟာခေါ်တယ်လဲလို့ဆိုပြီးသူတို့ဆွေးနွေးကြအဲ့ဒီအချိန်ခါတုန်းကလူလောကမှာလူတွေဟာတစုံတစ်ခုသောအကြောင်းအရာကိုအဲ့ဒီအကြောင်းအရာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကပြောတာခေါ်တာကိုစုဝေးပြီးတော့တရားနာတယ်လို့နားလေးနားထောင်လေးရှိတယ်အကြောင်းအရာတစ်ခုဆိုလို့ရှိရင်၄လလောက်ကြာအောင်ပြောကြဟောကြတယ်တဲ့တနေ့တော့အချင်းချင်းကိုင်းဒီကနေ့တော့မင်္ဂလာဆိုတဲ့ဟာဆွေးနွေးကြရအောင်မင်္ဂလာဆိုတာပါလဲအဲ့လိုဆိုပြီးဆွေးနွေးမိကြတယ်တဲ့ဆွေးနွေးမိကြတဲ့အခါကျတော့တချို့ကကောင်းမြင်ရတာမင်္ဂလာပဲလို့ပြောတယ်တချို့ကမဟုတ်သေးဘူးနော်ကောင်းတာကြားတာမှမင်္ဂလာပဲတချို့ကမဟုတ်သေးဘူးနော်တဲ့ကောင်းတာနမ်းရမွေးရတာမှမင်္ဂလာပဲတဲ့တချို့ကမဟုတ်သေးဘူးနော်တဲ့ကောင်းတာစားရတာမှမင်္ဂလာတဲ့တချို့ကမဟုတ်သေးဘူးနော်တဲ့ကောင်းတာဖြစ်ရတွေ့ရတာမှမင်္ဂလာတဲ့အဲ့ဒါလို့ဆိုတော့အဲ့ဒါလို့စိုက်ပြီးဖြင့်မင်္ဂလာအယူဆကွဲပြားနေကြကွဲပြားနေကြတဲ့အခါကျတော့သူ့မင်္ဂလာကမန္တန်ကမင်္ဂလာကမန္တန်နဲ့အငင်းပွားလိုက်ကြတာ12နှစ်တိုင်အဲ့ဒီထဲမှာကျမ်းဂန်ကဖွင့်ပြထားတာကလူတွေအငင်းပွားကြတော့အိမ်ရှိဘူးအိမ်နောက်မချမ်းသာဆိုသလိုပုံမစိုးနတ်တွေကလည်းဝင်ညင်းညရတယ်တဲ့ဘသူပြောတာကမှန်တယ်ဘသူပြောတာကမှားတယ်နဲ့ဘုံမစိုးနတ်တွေညင်းတဲ့အခါကျတော့ရုပ်ကစိုးနတ်ခေါ်တဲ့သိပ္ပင်ဆောင်နတ်တွေကလည်းညင်းညရတယ်သိပ္ပင်ဆောင်နတ်တွေညင်းညတဲ့အခါကျတော့အာကာသစိုးနတ်ခေါ်တဲ့ကောင်းငင်မှာနေတဲ့နတ်တွေကလည်းညင်းညရတယ်တဲ့အဲ့ဒီကမှစတုမာတဲ့နတ်တွေလည်းမနေနိုင်ဘူးညင်းညရတယ်တဲ့မင်္ဂလာဘသူပြောတဲ့မင်္ဂလာဟုတ်တယ်ဘသူပြောတဲ့မင်္ဂလာမဟုတ်ဘူးလို့အဲ့ဒီကမှနောက်ဒါဝတိန်နာကလည်းမနေနိုင်ဘူးယာပါတုတ်တိတာနေမနာရတိပရနေမတဝတ္တဝတိနတ်ဒီ6ထနတ်ဒီ6ထပွက်လို့ကိုကျမ်းသွားတာပဲဘာဖြစ်တာမင်္ဂလာညင်းညခုံကြတာတဲ့ဒါတော့နဲ့ရသလားဆိုမရဘူးတဲ့ဟိုမြမာတွေကလည်းအဲ့ဒါဒီတော့မနေနိုင်ကြဘူးလေအဲ့ဒါမြမဘုံ20အထိအငင်းပွားကြအဲ့ဒါတော့အငင်းပွားကြတဲ့အခါကျတော့မှဘယ်သူမှမင်္ဂလာကိုဧကမသိနိုင်ကြတော့နောက်ဆုံးမှာနတ်တွေကအကြံရပြီးတော့အိုးတရားမင်းဆိုတာတို့ရဲ့အထွတ်ထိပ်ပဲဒီတရားမင်းတော့မင်္ဂလာသိမှာပဲလို့သွားပြီးတော့တရားမင်းကိုသွားပြီးလျှောက်ထားတဲ့မင်္ဂလာစကားဒီလိုပဲလူရောနတ်ရောမြမာရောအငင်းပွားနေကြပါတယ်အရှင်တရားမင်းမင်္ဂလာတရားအဆုံးပြပေးပါတဲ့ဒီသမအောင်အသင်တို့မင်္ဂလာတရားကဘယ်အချိန်ကဘသူတွေကများစပြီးတော့ညဉ့်ညခုံညတာလဲဆိုတော့မှလူတွေကစညဉ့်ညခုံညတယ်ဆိုတာပြောတော့ဒီလိုဆိုလို့ရှိရင်တို့ကခက်တာပဲလူပြေမှာသုံးလောကထွတ်တာအာယာတိတဲ့တပ်ပင်ကြီးရှင်တော်မြတ်ဘုရားရှိပါသေးရဲ့ကနေဒါအငင်းပွားနေရသေးသလားရှင်တော်မြတ်ဘုရားစီလျှောက်ထားလို့ရှိရင်အတိအကျဧကန်ကအမှန်သိရရောပေါ့တို့များလည်းမသိဘူးကဲဒီတော့သင်တို့သိကြညာရဲ့နတ်သားတယောက်တို့လွတ်လိုက်မယ်ဆိုပြီးတရားမင်းကနတ်သားတယောက်ကဲမြတ်စွာဘုရားထံသွားလျှောက်ချီလွတ်လိုက်တယ်ပြီးတော့မှသူတို့ကနောက်ကလိုက်သွားတယ်နတ်တွေရောမြမာတွေရောမင်္ဂလာတရားနာကြဖို့လိုက်သွားတယ်ရဟန်းကပွင့်ပြတယ်နော်ဘလို့ပွင့်ပြလဲဆိုတော့မြင်းကြီးရဲ့အဖျားလေးထိုးဖို့ရာတနေရာလောက်ရှိတဲ့နေရာနတ်တွေမြမာတွေအကုန်လုံးတလောကလုံးပြည့်ညံ့နေလို့ဒီဘဝချမ်းသာရေးတရားနာဖို့ရတဲ့နတ်တွေမြမာတွေတလောကလုံးပြည့်ညံ့နေလို့အဲ့ဒါဘလောက်တောင်နေရတယ်လဲလို့ဆိုတော့မြင်းရဲ့အမီးပြားလေးတစ်ခုထိုးလောက်အောင်ရှိတဲ့နေရာလေးကိုတဲ့
နတ်တွေမြမာတွေဟာကိုသေးသေးလေးတွေဖန်ဆင်းပြီးတော့20 30 40ညအဲ့ဒီနေရာမှာနေရတယ်တဲ့ချမ်းမြေတရားနာပရိသတ်တဲ့မဆိုးဘူးလားနော်အဲ့ဒါလို့တဲ့ကျန်ကန်ကဖွင့်ပြတယ်ဒီတော့အဲ့ဒါလောက်ကြောင်လာပြီးနာကြကြတယ်ဆိုရဲကကြီးဝါချမ်းသာရေးမင်္ဂလာတရားအရေးကြီးလို့လားမကြီးလို့လားဟဲ့အရေးကြီးလို့အမတန်ထင်ရှားတယ်ဒါနဲ့ကြောက်ထားတယ်စာအုပ်တုံးမှာတွေ့တယ်ဘလို့တွေ့လဲဆိုတော့အမေးဖြေသွားပြီးအမှတ်မတင်ဖတ်မိတယ်အဲ့ဒီမင်္ဂလာတရားကိုရှောက်ထားတဲ့မထင်မရှားနတ်သားဆိုတာဘယ်သူပါလဲတဲ့အမေကအဲ့ဒါအဖေရဖြေတယ်အဲ့ဒီမင်္ဂလာတရားရှောက်ထားတဲ့မထင်မရှားနတ်သားဆိုတာတရားမင်းပါတဲ့ကျမ်းဂန်မှာအဲ့လိုမပါပါဘူးကျမ်းဂန်ကတော့နတ်သားတယောက်ကိုတရားကလွတ်ပြီးရှောက်ခိုင်းတယ်ဒီလိုပဲပါတယ်ခါကြလို့ရှောက်တော့နတ်သားရှောက်တယ်12နှစ်ပတ်လုံးညညခုံညတာအဲ့ဒါမှမင်္ဂလာကိုဧကမသိကြတဲ့အတွက်ရှင်တော်မြတ်ဖျားအားရှောက်ထားပါတယ်မင်္ဂလာတရားကြီးပွားချမ်းသာရေးတရားဟောကြားတော်မူပါဖျားလို့မြတ်စွာဘုရားရှောက်ထားတယ်ဒါနဲ့မြတ်စွာဘုရားကဒေဝနာဇဘာလနံပန္တိဒါနိဇဒေဝနာဘူဇာဇဘူဇနေယာနံဣဒံမင်္ဂလာမုဒ္ဓမံအဲ့ဒီကစပြီးတော့လောကီလောကုတ္တရာနှဖျားတိုးဝအကျိုးများတဲ့မင်္ဂလာတရားကိုရှင်တော်မြတ်ဖျားမိတ်ကြားတော်မူရတယ်တဲ့ဇေတဝန်တွင်တို့ရှင်နေစဉ်မြတ်တစွာမထင်မရှားမောင်နာသားလျောက်ထားဤတို့သာလူနာအမြကြံစင်လာလျောက်ထားလိုလှပါမင်္ဂလာတရားဆိုသည်များစဉ်းစားနေကြပါမြင်ကြားနံစာတွေ့ထိများပြောကြမင်္ဂလာယူပုံအဖုံးပုံဤဆုံးများလှစွာဧကံဧကမမယငင်းညခုံညရှာ12နှစ်မြစဉ်းစားကြမရမင်္ဂလာရှင်တော်ဗုဒ္ဓလျှောက်လိုလားမိဟမင်္ဂလာချမ်းသာလိုလားတောင်းမှန်ခဟောပြတော်မူပါဆိုဇေတဝန်တွင်တို့အရှင်နေစဉ်မြတ်တစွာမထင်မရှားမောင်နာသာလျှောက်ထားဤတို့သာလူနာအညာကြံစင်သာလျှောက်ထားလိုလှပါမင်္ဂလာတရားတဲ့ဆိုသည်များစဉ်းစားနေကြပါမြင်ကြားနံစာတွေ့ထိများပြောကြမင်္ဂလာယူပုံအဖုံဘုံဤဆုံးများလှစွာဧကံဧကမမယငင်းကြကုန်ညရှာ12နှစ်မြစဉ်းစားကြမယမင်္ဂလာရှင်တော်ဗုဒ္ဓဒီနောလျှောက်လိုလားမိဟမင်္ဂလာချမ်းသာလိုလားအောက်မှန်ခဩပြစေလိုပါဆိုစေတော်တွင်ဟော
ဒီတော့မြတ်စွာဘုရားကစပြီးမိန့်ကြတယ်အသေဝနာသဘာလနံပဏိတာနိသအသေဝနာပူဇာသပူဇနေယနံဧတမင်္ဂလမௌတ္တမံပူဇာသပူဇနေယနံဧတမင်္ဂလမௌတ္တမံအဲ့ဒီမှာပူဇနေယနံမဖတ်ရဘူးပူဇနေယနံလို့ဖတ်ရနော်အင်္ဂလိပ်ဘာသာနဲ့လေးထည့်ထားတယ်အဲ့ဒါလေးဖတ်လိုက်ရအောင်မလား Black Saint's introduction. Thus have I heard. Once the Buddha was dwelling at the monastery of Anathapindika in the Jeta Grove near Savatthi. Then, in the midnight, a certain deity, having illumined the whole Jeta Grove with its surpassing splendor, came to the Buddha and, making salutations, stood on one side and addressed the Buddha in the following verse. Many deities and men, wishing for well-being, had pondered over those things that constitute highest blessings. Please tell us what the highest blessing is. And I need that. Nyazavya mejare. Adivanaza balana banida ninza divana. Buzaza buzaniyana idam mingala modama. Not to associate with the fools, to associate with the wise, and to honor those who are worthy of honor. This is the highest blessing. Devadeti lo ye phin mai lyauk tha ri unata adevanaza balanam dusayai pyu mya lu mai mya ko niva ma shin wei sawa chin yue khin min thamu apaung atin ma pyu a chin ni lagaung Pandita ninza devana Dusaya xiang jian jiang jiu min yue pyu sin sei da tu ro myat ko Sika mi dim set san paung tin a chin ni lagao Buza sa buzaniya nan yarana thau mya saya mi ba chin ti la ne Guna ji tu tat ji tu hu Shi mu je su pyaung myu sei da buzo a ko le myat ko yo buzo chin ni lagao Idai daya dumari Oddaman chana sounda lun thu myat ti Mingala jiwa chana jaung kaung myat tho mingala ba be di Myanmarဗျာအဲ့ဒီမြန်မာတရားဖတ်လိုက်တာနဲ့ရှင်းမသွားဘူးလား။ကဲရှင်းသွားရင်အဓိပ္ပာယ်မပြောတော့ဘူးနော်။ရှင်းသွားရင်ပြောစရာလိုသေးလား။ကဲပရိသတ်တစ်ခေါက်ဆိုပါအင်္ဂလိပ်ခြံနေပြီးတော့အာဒေဝနာသWhere Oma is Go ကျင်းရုပ်မယာအဲ့တော့ဒီမှာနံပါတ်1မင်္ဂလာကလူမိုက်နဲ့မပေါင်းပါနဲ့တဲ့နံပါတ်2မင်္ဂလာကပညာရှိသူတော်ကောင်းနဲ့ပေါင်းသင်းပါတဲ့နံပါတ်3မင်္ဂလာက
ပူဇော်တိုက်သူကိုပူဇော်ပါအဲ့တော့နံပါတ်1မင်္ဂလာအရာလူမိုက်ဆိုတာဘယ်လိုဟာလဲဒုစရိုက်ကျူညာလူမိုက်များကိုနိဗ္ဗာန်မရှင်ဝေးစွာခြင်း၍ခင်မင်သည်မှုအပေါင်းအသင်းမပြုအပ်ခြင်းဒီ၎င်းလူမိုက်ဆိုတာတဲ့ဒုစရိုက်တရားတွေပြုတဲ့ပုဂ္ဂိုလ်လူမိုက်ပဲတဲ့ဒါဖြင့်လူလိမ္မာပညာရှိကဘယ်လိုဟာလဲလို့ဆိုတော့ဒုစရိုက်တရားတွေမပြုပဲရှောင်ကျင်တဲ့ပုဂ္ဂိုလ်ဟာလူလိမ္မာပညာရှိပဲလူလိမ္မာပညာရှိပဲတဲ့ဒီတော့ဒုစရိုက်တရားမပြုတဲ့ပုဂ္ဂိုလ်တက်တက်သာလူမိုက်မဟုတ်ဘူးအကြောင်းအကျိုးအမှန်အမှန်ဝေဖန်ခွဲခြမ်းပြီးမသိတဲ့လူလည်းလူမိုက်ပဲသူလည်းလူမိုက်ပဲအဲ့ဒါလည်းမပေါင်းတဲ့အပ်တဲ့ပုဂ္ဂိုလ်ပဲဘလောက်ပဲစိတ်ဓာတ်သဘောထားကောင်းစေတနာကောင်းနေပြီမဲ့လို့သူအကြောင်းအကျိုးအမှန်အမှန်ဝေဖန်ခွဲခြားပြီးမသိတတ်ဘူးဆိုလို့ရှိရင်တော့သူ့အတွက်ကအကျိုးဖြစ်ထွန်းမလားမဖြစ်ထွန်းဘူးသူနဲ့ဆက်ဆက်ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကအကျိုးဖြစ်ထွန်းမလားမဖြစ်ထွန်းနိုင်ဘူးအဲ့တော့သူလူမိုက်ခေါ်မလားလူလိမ္မာခေါ်မလားတစ်ချိန်ကအသားဖနှစ်ယောက်တစ်တုံးတစ်ခုကိုယူဝေးနေကြတယ်တစ်တုံးယူတယ်ဆိုတာတစ်တုံးကိုဓာတ်နဲ့လိုသလိုရအောင်ဖုံနေကြအဲ့ဒါလို့ခုံနေတော့မှမက်တကောင်ကဖိအေးရဲ့နဖူးကိုလာပြီးနားတယ်နားပြီးကြိုက်တာကိုသားကမြင်တဲ့အခါကျတော့ဒီမဲ့ငါအဖေကြိုက်နေတယ်အဖေသွေးတွေစုပ်နေတယ်ဆိုပြီးတော့အဖေကလည်းပဲလက်ကအလုံးမအားတော့ဒီမက်ကိုမဖယ်ရှားနိုင်တဲ့သားကဖယ်ရှားပေးလိုက်တယ်အနားရှိတဲ့ပစိန်နဲ့မက်ကိုတအားထုလိုက်တယ်အသွားရောကဲမက်ဖယ်နေရှာနေမကောင်းလားပါသွားတာမဲ့ရောအဖေရောမသွားပဲဘူးလားအဲသူ့အဖေသူတတ်လို့တဲ့စိတ်ရှိလားအဖေချမ်းသာစေလို့မှက်ဖယ်ရှားပေးတာလေကဲသူဒုစရိုက်ပြုတဲ့သူလားပါတော့အကြောင်းကျိုးအမှန်မှန်ခွဲခြားဝေမှမသိတယ်လို့အဲ့ဒါကိုဖူးလို့ခေါ်တယ်အဲ့ဒါကြောင့်မလို့ not to associate with fools အဲ့ဒါဟာကကျမ်းဂန်ဖွင့်ထားတဲ့စကားနဲ့ကြိုက်တယ်ကျမ်းဂန်ကဘာလလူမိုက်ဆိုတဲ့စကားလုံးကိုဘယ်လိုဖွင့်ထားလဲဆိုတော့ဗလန္တိအတ္တတံတိတိဘာလာတဲ့ဗလန္တိအတ္တတံတိတိအသက်ရှူုံမျှတာရှူတတ်ကုန်၏ဣတိထို့ကြောင့်ဘာလာပြီးကုန်၏တဲ့ဘာပြောလားသူတို့ဝင်သက်ထွက်သက်ရှိလို့အသက်ရှင်းနေတာပဲရှိတယ်တဲ့ဘာမှမသိဘူးတဲ့အဲ့ဒါဘာလာပဲတဲ့ကဲခုနလူကိုပြောတာနဲ့တက်ရိုက်မတူပေဘူးလားအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတက်ရိုက်ရှာတာအဲ့ဒါလဲဘာလာပဲဒုစရိုက်ပြုတယ်ဆိုတဲ့ပုဂ္ဂိုလ်ကတော့အကြောင်းအကျိုးအမှားအမှန်ခွဲခြားဝေဖန်ပြီလို့လားမသိဘူးသူတို့ဘာတဲ့တတ်တော်ရဲ့တဲ့တတ်တယ်သူတို့ဘာဥစ္စာမတရားယူတယ်သူများတမယာပြမကျူလွန်းတယ်လိပ်ပြောတယ်အရက်ဒေတာတောက်စားတယ်မမှန်မကန်စကားတွေပြောတယ်ဂုံချောတယ်ကြမ်းနဲ့ရိုင်းလိုက်တဲ့စကားတွေပြောတယ်ဆိုတာဟာအဲ့ဒါအကြောင်းအကျိုးအမှားအမှန်ခွဲခြားဝေဖန်တတ်တဲ့အသိဉာဏ်ရှိရင်ပြောပါမလားပြုပါမလားမပြုဘူးအဲ့ဒုစရိုက်ပြုတယ်ဆိုတဲ့ကဘာလာအသက်ရှင်ုံနေမြပဲထွက်တဲ့ဝင်တဲ့သာရှိနေတဲ့ပုဂ္ဂိုလ်တွေတဲ့ဒီလောကဘယ်နှယောက်များတွေ့ဘူးတော့မဲဘယ်တော့မှတွေ့ဘူးတော့ဟမ်ဟိုဒုသမကြသေးဘူးဟုတ်ပြီဒီလိုကိုတဲ့ပေါ်လာကိုဘာလာရလဲနော်တန်ကြံကထဖွင့်သေးတယ်အတ္တာတိတပတ္တိတမတ္တေနဇီဝန္တိတိဝုဒ္ဒံဟောတိအတ္တိတပတ္တိတမတ္တေနဝင်သက်ထွက်သက်ရှုတတ်ယုံများဖြင့်ဇီဝန္တိအသက်ရှင်နေကြတဲ့အသက်ရှင်နေကြသောပုဂ္ဂိုလ်တို့ဒီတဲ့ဣတိဤတို့ဝုဒ္ဒံဟောတိဆိုလို၏တဲ့
ဝင်သက်ထွက်သက်ကလေးရှူရက်ရှိုက်တဲ့ယုံနဲ့အသက်ရှင်နေတဲ့လူတွေတဲ့ဘာလာတွေတဲ့နောက်တကပြန်ပြီးဆိုတဲ့နပညာဇီဝိတေနတဲ့အသိပညာနဲ့အသက်ရှင်နေတာမဟုတ်ဘူးလို့သဘောကျကြမကောင်းလားအဲ့တော့ not to associate with food ပဲဒီနာအဲ့ဒီဘာလာတွေပြုတဲ့ဒုစရိုက်အမှုတွေကဘာလဲလို့ဆိုတော့တက်တခိုးမှုကာမေတုသုံးခုကာယကံမူသားကိုတိုက်ရိုက်မိုက်ကြမ်းညစ်အနှစ်မပါပြောဆိုတာလေးပြာဝစီကံသူပစ္စည်းကိုရလို့တွေးကြံသူပြည့်ရန်ကိုကြံစီစဉ်းစားအယူမှသုံးမမနောကံလူမိုက်များပြုတဲ့ဒုစရိုက်ခုတွေတဲ့အဲ့ဒီတော့လူမိုက်လို့သိကြောင်းလက္ခဏာလူလိမ္မာလို့သိကြောင်းလက္ခဏာဒါများကိုရှိသလားဆိုတော့ဘုရားရှင်ကရှိတယ်တဲ့လူမိုက်လို့သိကြောင်းလက္ခဏာကတဲ့လူတယောက်ဟာဒုစိန်တိတစိန်တိမကောင်းတာတွေကိုသာကြံစည်နေတတ်တယ်ဒုဗ္ဗတိတဘာတိအပြစ်မကင်းတာတွေဒါပြောဆိုနေတတ်တယ်ဒုက္ကတကာမကာရီအပြစ်မကင်းတဲ့အလုပ်တွေကိုသာလုပ်နေတတ်တယ်ဆိုရင်တဲ့အဲ့ဒီလက္ခဏာသုံးပါအမှားသားသုံးခုသူ့မှာတွေ့ရရဲ့အဲ့ဒါလူမိုက်လို့သာဖတ်ပြီတော့တဲ့မကောင်းတာအပြစ်မကင်းတာတွေဒါကြံစည်နေတယ်မကောင်းတဲ့အပြစ်မကင်းတဲ့စကားတွေပဲပြောနေတယ်မကောင်းတဲ့အပြစ်မကင်းတဲ့အလုပ်တွေပဲလုပ်နေတယ်အဲ့ဒီလက္ခဏာ၃ညသူ့တဏ္ဍာမှာတွေ့ပြီဆိုလို့ရှိရင်အဲ့ဒါလူမိုက်လို့မှတ်ပြီတော့တဲ့လောကတွေ့များတွေ့ဘူးကြရဲ့လားတွေ့ဘူးပါတယ်ရှေ့ဆက်မေးတော့ပါဦးနော်ရှေ့ဆက်မမေးတော့ပါဘူးတွေ့ဘူးရင်လည်းအဲ့ဒါလူမိုက်လို့ပဲမှတ်ထားပြီတော့ဒီတော့အဲ့ဒီလူမိုက်ကိုမပေါင်းနဲ့မဆက်ဆံရဘူးတဲ့အတေဝနာစပါဠနာဒုစရိုက်ကျူညာလူမိုက်များကိုနိဗ္ဗာန်မရှင်ဝေးစွာကျင်၍ခင်မင်သမှုအပေါင်းအသင်းမတည်ရခြင်းသည်လဲဩဒမန်ချမ်းသာဆောင်တာလွန်ထူးမြတ်သည့်မင်္ဂလာကြီးပွားချမ်းသာကြောင်းကောင်းမြတ်သောမင်္ဂလာပါပေသည်အဲ့တော့မပေါင်းတဲ့ဘောအဲ့ဒီလက္ခဏာ၃ရပ်တွေ့ဒီလက္ခဏာ၃ရပ်တွေ့ရင်သူဟာဒုစရိုက်ပဲပြုတော့ပါပဲတတ်ပဲစနေတော့ပါပဲမဟုတ်ဘူးလားခိုးပဲခိုးနေတော့မှာပဲမဟုတ်ဘူးလားသူများသားများပြစ်ပဲပြစ်မနေတော့မှာပဲစက္ကန့်နဲ့အမြမိနစ်နဲ့အမြလိမ်ပဲလိမ်ပြောနေတော့မှာပဲမမရတဲ့အေးမင်္ဂလာတရားလည်းမှန်လိုက်လားဟဲ့နော်ကုန်းမဲ့ဂုံးတိုက်နေတော့မှာပဲတဲ့တဦးနဲ့တဦးမညီညွတ်အောင်ညီညွတ်ရေးပြပြပြီးတော့မေတ္တာတရားခေါင်းပါအောင်ဖိုတို့လိုက်ဒီစိတ်လိုက်ပဲလုံနေတော့မှာပဲတဲ့မှန်လားအော်ဘယ်အမှန်ကြီးပါလားနော်ဟဲ့အဲ့ဒါလူမိုက်လားလူလိမ္မာလားလူမိုက်မုဒ္ဒဝါဒပိတုနာဝါစာဖရုဒဝါစာကြံတန်ရိုင်းဆိုင်တဲ့စကားပဲပြောနေတော့မှာပဲတဲ့တန်ဖတ်ပလာပအကျိုးမရှိစကားဖြစ်ယုံသူများယုံမယုံဒါပဲပြောနေတော့မှာပဲဟုတ်ကလားအမေမြတ်စွာဘုရားမင်္ဂလာတရားမမှန်ဘူးလားအဲ့ဒါကဝစီဒုစရိုက်၄ပါးခေါ်တယ်ပိတုနာဝါစာဟိုတို့ဒီတို့တို့တယ်ဖရုဒဝါစာမုဒ္ဒဝါဒအမြဲတမ်းလိမ်ပြောတယ်ပိတုနာဝါစာဟိုတို့ဒီတို့တို့တယ်ဖရုဒဝါစာကျန်တန်ရိုက်ဆိုင်တဲ့စကားပြောတယ်တန်ဖတ်ပလာပအကျိုးမရှိအနှစ်မရှိစကားဖြစ်ရုံမျှပဲပြောတယ်တဲ့အဲ့ဒါဝစီဒုစရိုက်၄ပါးခေါ်တယ်ဒါလူမိုက်လောက်တဲ့လူမိုက်ပြောတဲ့အပြောတွေပဲတဲ့လူလိမ္မာမပြောပါဘူးသူတော်ကောင်းကမပြောပါဘူးတဲ့အဲသူတော်ကောင်းနေပြောတာကြားရလားအဲ့ဒါတွေကြားရပါဘူးမိုက်တွေပြောတာပဲကြားရနာမနောဒုစရိုက်သုံးပါတဲ့အဘိဇာတဲ့သူတို့ကပစ္စည်းပဲရဖို့စိတ်ကူးနေတာပဲဟုတ်ဘူးလားကြိုင်အဲသူတို့ကပစ္စည်းပဲရဖို့စိတ်ကူးနေတာတကယ်ဖယားတရားတွေကမှန်လားမလေးတက်ရိုက်ပဲဒါရိုက်ပို့ဖြစ်တာပဲနော်အဘိဓါခေါ်တယ်အဲ့ဒါအိုးသူပစ္စည်း900သိပ်ပေါက်မှာပဲ
Now, yeah, bad at it. You only go on to my chimney. Oh, to the bad, yes, you will make Janzi need it, Erabiona. Damano do the eye. To the bad, yes, you will make Janzi need it, when Nina, Chessie Amalesura. Erave, and make Janzi need it, yeah, bad. Mesa deity. Ma in the you are that will let can you get it, Mesa deity. Eddie Donga, Manor do the eye, Tomba. At the time, a pony low jam Yora that could lay by Ella. Miasavia de Yaro, a yen I hold a mabula. At a Yata Sura Kalam or Dwala, coming a Dwala. Eh? Yatalam or Dwara, Yatalam or Dwara, Kalam or Aini, Yatai Bamala. Belluluma Yatai. Yatalam or Nani, no Jama, Mavula. Yaho de Yane, Dwade doing or Dura can your way. Mavula, Medare. When you're digging by Hornet. Mahova. He was China, Yetia, at a Vija Ritano. Azua Mingla Chani Minglare, my body, the Ari, Jonira no. I dem about la di die. Muda gon die, Tedda ko mu ka me do tomu kayagan. That die, Kora ye. Tumia Damiago. Madioa. Hey, Mala, Pio Baroboli. No? And I shall tira. How the Yatala money, how much Jabula? Jada bo, Yatala money, Yata Jada. So, Tedda Komu Game do. Ongu Kayagam. So, Uda Gon Dai Yai Mai Janye Anemaba Yosura Levia was Igam. So yeah, too busy go. Ya lo đuôi chăm tu biết yang go chẳng gì sinh ra hay yêu ma tốt mà nó gam so du gì ai sẽ va xiao nhiên nha sẽ va tu gì ai cam so thì làအဲ့ဒီdu gì ai để mất đi về xiao nhiên mi du gì ai bù về miền Nam miền mất đi mà mất đi rồi mà xiao nhiên này du gì ai bù về Lane Madio, Go Macho, Chana Yang Zaga Madio, and Nedara Mere Zaga Madio, so let to see I bear. Truva Besi go Yalu Zay, Mashibu, Truva Desi of Majan Zibu. Are you Bada, you are Mama Buso, and let to see I bear. To say I can a Bogoga, Pandita, Pinyashi Guro call. Do the idea Bogoga? Pala, Pale. Lumai de Vala Lumai Mai de Sura Mount Diana Diora